မြို့သားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာစီဝေးပြန်လဲစတင်တော့မှာဖြစ်ပါတယ်မြို့သားလွှတ်တော်ခါကြီးကြောက်လာပါပြီခင်ဗျာအားလုံးထိုင်နေကြပါပြီခင်ဗျာစီစဉ်73ကိုဆောင်းရမှာဖြစ်ပါတယ်မြို့သားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်1မှဒေါက်တာအေးမောင်က2012ခုနှစ်ဇွန်လအတွင်းရခိုင်ပြည်နယ်၌ဘင်္ဂလီစုပူမှုကြောင့်ဖြစ်ပွားခဲ့သည့်ပဋိပက္ခများပေါ်ဆင်ခြင်သုံးသပ်ပြီးနယ်တော်၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်နေဆက်လုံခြုံရေးနယ်မြေအုပ်ချုပ်ရေးနှင့်လူဝင်လူတဲ့စီမံခန့်ခွဲရေးဆိုင်ရာမဟာဗျူဟာမြောက်ရေတိုရေရှည်အထူးအစီအမံတို့ဖြင့်ဦးစားပေးဆောင်ရွက်ရတဲ့ဆက်လက်တဲ့အဆိုတရားတင်သွင်းလိုကြောင်းမြို့သားလွှတ်တော်သို့ပေးပို့ထားပါတယ်ဒေါက်တာအေးမောင်အဆိုတင်သွင်းမှုဖြစ်ပါတယ်လေးစားအပ်ပါသောမြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွာပြည်ထောင်စုဝန်ကြီးများကျွန်တော်တို့ရဲ့မြို့သားလွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျာကိုစိတ်နှပြကျမ်းမာရှမ်းသာကြစေဖို့မေတ္တာပို့သလိုက်ပါတယ်ကျွန်တော်တို့ဒီအဆိုနဲ့ပတ်သက်လို့ပြီးခဲ့တဲ့2012ခုနှစ်ဇူလိုင်လ6ရက်နေ့မှာပြည်ထောင်စုလွှတ်တော်ကိုတင်ပြခဲ့တာဆိုတော့အခု9လတင်းပြည့်တဲ့ဒီနေ့မှာဆွေးနွေးခွင့်ရတာကိုကျေးဇူးတင်ရှိပါတယ်ကျွန်တော်ဆိုမှာတင်ပြထားသလိုပါပဲကျွန်တော်တို့ရဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့ဟာအဓိကအဖြစ်တွတ်တာဝန်ရေး3ပါးဥထိပ်ထားပြီးကမှကျွန်တော်တို့ရဲ့ချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့နံပါတ်3အချက်ကိုဥတီပြီးကမှကျွန်တော်တို့ဆောင်ရွက်ကြိုးပမ်းနေကြပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီမှာအသုံးအနှုန်းလေးတွေစာရွက်ပေါ်မှာရေးထားရုံနဲ့မလုံလောက်တော့ပေနဲ့ကျွန်တော်တို့ရဲ့ဒီချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးအတွက်အဓိကအရေးကြီးတဲ့ပြည်ထောင်စုမပြိုကွဲရေးတိုင်းသားစည်းလုံးညီညွတ်မှုခိုင်မြဲရေးအတွက်အချင်းချင်းဖြစ်နေကြတဲ့ပြည်တွင်းပဋိပက္ခတွေကိုရပ်ဆိုင်းပြီးကမှတကယ့်အရေးကြီးတဲ့အချုပ်ချာအာဏာတည်တံ့ခိုင်မြဲဖို့အတွက်လိုအပ်တဲ့ကဏ္ဍလေးတွေကိုကျွန်တော်ရဲ့တနက်ပြစ်ဖောက်မှုတစ်ခုမှမလုပ်ရဘဲနဲ့ဆုံးရှုံးသွားမယ့်ကဏ္ဍလေးတွေကိုသတိပြုဖို့သတိမူမိဖို့အရှင်ရောက်ပြီဆိုတာလေးနဲ့ကျွန်တော်ဒီအဆိုကိုရည်ရွယ်ချက်ပေါင်းများစွာနဲ့တင်ပြခြင်းဖြစ်ပါတယ်။ဒီအဆိုနဲ့ပတ်သက်လို့ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်ကဏ္ဍ3ခုခွဲပြီးတင်ပြခြင်းပါတယ်။နံပါတ်1ကတော့ဖြင့်ဘာကြောင့်ဖြစ်ရတယ်လဲဆိုတဲ့ root cause ပါ။ကျွန်တော်လေ့လာသုံးသပ်ပြီးခါမှာအချက်9ချက်လောက်ကိုတွေ့ပါတယ်။ဒါကြီးကိုမှင်ပြီးခါမှာနောက်ဖြစ်ပွားလာနိုင်တဲ့အချက်4ချက်လောက်ကိုကျွန်တော်သုံးသပ်တင်ပြထားပါတယ်။ပြီးတဲ့အခါမှာရေတိုရေချေနဲ့ပတ်သက်လို့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုသုံးသပ်တဲ့အခါမှာထည့်သွင်းစဉ်းစားပေးဖို့အတွက်ကျွန်တော်အချက်12ချက်လောက်ကိုကျွန်တော်အကြံပြုတင်ပြရင်းနဲ့ဒီဆိုကိုကျွန်တော်တင်သွင်းရခြင်းဖြစ်ပါတယ်။အဲ့တော့ပထမကျွန်တော်ဒီဖြစ်ပွားရတာနဲ့ပတ်သက်လို့အခြေခံပင်မအကြောင်းရင်းတွေကိုကျွန်တော်9ချက်လောက်သုံးသပ်ထားတာကိုတင်ပြခြင်းပါတယ်ဒီကြောက်နေမို့ဖြစ်စဉ်ပြီးတဲ့နောက်မှာပြီးခဲ့တဲ့ကာလမှာသိကြပြီးတဲ့အတိုင်းတောင်ကုတ်မှာဖြစ်ပွားခဲ့ပါတယ်တောင်ကုတ်ဖြစ်စဉ်ကိုမူတည်ပြီးကမှကျွန်တော်ရဲ့နေဆက်ဒေသဖြစ်တဲ့မောင်တိုးဂျွန်လာရှေ့နေမှာစပြီးတော့ဖြစ်ပွားတဲ့ဖြစ်စဉ်ဟာစစ်တွေကိုကူးဆက်အဲ့ဒီနောက်မှာစစ်တွေရတိတောင်ကြောက်တော်ပေါက်တော်စသဖြင့်ဒေသတော်များများမှာဘင်္ဂလီနဲ့ခုနရခိုင်ပဋိပက္ခတွေဟာဖြစ်ပြီးကမှအခုဆိုရင်ဒုတိယလှိုင်းဖြစ်တဲ့အောက်တိုဘာဖြစ်စဉ်ကူးဆက်သွားပါပြီ။နောက်တတိယမဖြစ်ဖို့အတွက်တည်ငြိမ်အေးချမ်းမှုကိုစ조사တည်ဆောက်နေကြတဲ့ကာလမှာအခုလိုတင်ပြခွင့်ရတာလည်းပဲအင်မတန်ကျွန်တော်တို့လည်းကျေးဇူးတင်ပါတယ်ဆိုတာကိုပြောချင်ပါတယ်။အဲ့တော့ကျွန်တော်တွေ့ကြည့်တဲ့ root cause 9ချက်က1ကျွန်တော်ရဲ့ဗြိတိရှခေတ်ကလေးရှိပါတယ်ကလားဗမာပဋိပက္ခဖြစ်ပူတာရှိပါတယ်ဒီတိုင်းသုံးလုံးကြပါတယ်အဲ့တော့ပြီးခဲ့တဲ့အစိုးရဆက်ဆက်ဟာဒီဘင်္ဂလီပြဿနာသူသဖြင့်ရခိုင်တွေနဲ့ပတ်သက်တဲ့နိုင်ငံရေးပြဿနာကိုထိန်းညှိလိုတဲ့အခါမှာဘင်္ဂလီပြဿနာနဲ့ထိန်းညှိတဲ့အဆင့်ကရှိခဲ့ပါတယ်
ဒါဟာလည်းပဲကျွန်တော်တို့ရဲ့တမိုင်းအားဖြင့်မှားတယ်ပထမအမှားတစ်ချက်လို့ကျွန်တော်တို့သုံးသပ်ပါတယ်။ Now တိတဲ့အတိုင်းမှာနေဆက်ဒေသဆိုတာကျွန်တော်တို့ရဲ့ပြည်ထောင်စုရဲ့တဏ္ဍာလျားမှာအင်မတန်ကျေပြန့်တဲ့အခါမှာလူဝင်လူထွက်ကအစလုံခြုံရေးအစုံအကုန်လုံးကိုကျွန်တော်တို့စီမံခန့်ခွဲနိုင်မှုအားနည်းချက်ရှိကြတဲ့အခါမှာဒီလူဝင်မှုကြီးကြပ်ရေးအပါအဝင်သက်ဆိုင်တဲ့ဒေသအာဏာပိုင်စစ်စင်ရဲ့ကျွန်တော်တို့ဒီလက်ပေးလက်ယုံမှုအဂတိလိပ်စာမှုစတဲ့ကျွန်တော်တို့ရဲ့ဒီ mismanagement နဲ့ကျွန်တော်တို့ရဲ့ဒီတရားမဝင်ဘင်္ဂလီတွေခိုးဝင်လာတာကိုမတားဆီးနိုင်တာတွေနောက်ဘင်္ဂလီတို့ရဲ့မမှန်မကန်နိုင်ငံသားဖြစ်လို့မှုဆိုတဲ့ဥစ္စာကိုနိုင်ငံသားအဖြစ်ရယူနိုင်ခဲ့တဲ့အထိစီမံခန့်ခွဲမှုဟာကျွန်တော်တို့တရားဥပဒေစိုးမိုးဆိုင်ရာအားနည်းချက်တွေကြောင့်ကျွန်တော်တို့ဒီဘင်္ဂလီဥယျာဉ်ကြောက်ခမန်းလေးတိုးတက်လာတယ်လို့ကျွန်တော်တို့သုံးသပ်တယ်။အဲ့ဒီသုံးသပ်ချက်ဟာလည်းပဲဒုတိယအကြောင်းရင်းတစ်ခုလို့ကျွန်တော်တို့သုံးသပ်ပါတယ်။ Now ဒီပြီးခဲ့တဲ့အစိုးရဆက်ဆက်ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုကျွန်တော်တို့ရဲ့ပြည်တွင်းပြည်ပမှာရှိတဲ့activist တွေကစစ်မျက်နှာမျိုးမျိုးဖွင့်ပြီးခါမှာလူခွင့်ရေးချိုးဖောက်နေရတဲ့ပြဿနာကိုရှင်းတန်းတင်တဲ့ခါမှာအစိုးရဆက်ဆက်ကိုတိုက်ခိုက်မှုတွေဟာ American ဥရောပပါဝင်နိုင်ငံပြင်ပမှာရှိကြတဲ့ခါမှာဒါကိုအခွင့်ကောင်းယူပြီးခါမှာဘင်္ဂလီတွေကသမိုင်းလင်းဖန်တီးပြီးခါမှာကျွန်တော်ရဲ့ရိုဟန်ဂျာလူခွင့်ရေးချိုးဖောက်ခံရမှုလို့နိုင်ငံသားဖြစ်လို့မှုလို့ဆိုတဲ့ဥတီချက်နဲ့ကျွန်တော်တို့စစ်မျက်နှာဖွင့်လာကြတဲ့အခါမှာရခိုင်ပြည်ရဲ့ရှေ့ကတည်ရှိခဲ့တဲ့သမိုင်းအခြေခံအချက်လက်တွေသမိုင်းရဲ့ဖြစ်စဉ်တွေကိုဂဂနနာတည်တည်ချာချာကျွန်တော်တို့သုံးသပ်ခြင်းမရှိဘဲနဲ့လူခွင့်ရေးမရဆိုတဲ့ဥစ္စာလေးအောက်မှာဒီတိုင်းရင်းသားဖြစ်လို့တဲ့အခွင့်အရေးကိုအသုံးချခံခဲ့ကြတာလည်းပဲဒါတတိယအမှားတစ်ခုလို့ကျွန်တော်တို့သုံးသပ်ပါတယ်။ကြပြီးတဲ့အတိုင်းမှာ1990ပြည့်လွန်ကာလလောက်မှာကျွန်တော်ရဲ့ဒီစီစစ်မှုတချို့ခိုးဝင်မှုတချို့ရှိခဲ့လို့စီစစ်မှုတချို့ရှိခဲ့တဲ့အခါမှာအစုလိုက်ပြုံလိုက်ပြေပဘက်ကိုထွက်ပြေးကြတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာဒုက္ခတွေပြဿနာနိုင်ငံတွင်းကိုပြန်လည်နေရာချထားရေးပြဿနာနဲ့လူသားချင်းစာနာထောက်ထားတယ်ဆိုရယ်အခုကြီးနဲ့ကုလသမဂ္ဂအပါအဝင်ကျွန်တော်ရဲ့နိုင်ငံတကာစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဟာအတုတ်လိတ်ကျွန်တော်ရဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းကိုဝင်လာကြပါတယ်အထူးသဖြင့် UNHCR တို့ WFP တို့နောက်ပုံလည်းပြော FAO ပါဝင် UN agency တွေလာပါတယ်နောက် NGO တွေကပြန်ကြည့်တဲ့အခါမှာကျွန်တော်ရဲ့အများကြီးပါ AZG တို့ ACF တို့ BAG တို့ GREC တို့နောက် MSF တို့ AMI တို့စတဲ့ဒီ INGO တွေကလည်းအများကြီးလာတဲ့အခါမှာသူတို့ဘာကိုဥတည်တယ်လဲဆိုရင် Rohingya Islamic ထောက်ထားညတာရေးဆိုတဲ့ဦးစားပေးအစီအစဉ်တွေကိုရေးဆွဲပြီးခါမှာဒီဘက်မှာရှိတဲ့လူများစုကလူနည်းစုဖြစ်သွားတဲ့ဒေသခံတိုင်းရင်းသားတို့ရဲ့ကဏ္ဍကိုမေ့ပျောက်ပြီးခါမှာဒီဘက်ကအနှစ်20ကျော်လောက်တစ်ဖက်ဆောင်နေကျမ်းမာရေးပညာရေးလူမှုရေးအကူအညီတွေအလွန်ကျွံပေးလာတဲ့နောက်ပိုင်းမှာဒီဘက်မှာရှိတဲ့ခုနတိုင်းရင်းသားတွေရဲ့ခံစားချက်တွေကိုလက်ယူရှုပြီးခါမှာပေးတဲ့နောက်ပိုင်းမှာဒီ NGO ပါဝင် UN agency မှာပါဝင်နေကြတဲ့ဘင်္ဂလီဝန်ထမ်းတွေကိုယ်တိုင်ကဒီလှုပ်ရှားမှုတွေမှာနိုင်ငံရေးနဲ့နှွေတဲ့လှုပ်ရှားမှုတွေပေါ်ပေါက်လာပြီးခါမှာပြည်တွင်းပြည်ပချိတ်ဆက်ပြီးခါမှာလှုပ်ရှားလာကြတဲ့နောက်ပိုင်းမှာဒီပြိပက္ခဟာပိုပြီးမိလောင်ရလေပင့်တက်လက်လှုပ်ရှားလာတယ်လို့သုံးသပ်ရပါတယ်ဒါကိုကျွန်တော်စရုပ်ထအချက်နဲ့ကျွန်တော်မြင်မိပါတယ်နောက်ပင်စမအချက်နဲ့ကျွန်တော်ပြန်ကြည့်တဲ့အခါမှာကျွန်တော်စင်ချင်းခုတ်ကောင်းတဲ့ရခိုင်အစိုးရဆက်ဆက်ရဲ့အမှားတွေကိုကျွန်တော်တွေ့ရပါတယ်အထူးသဖြင့်ဘင်္ဂလီများကဒီအမှားတွေကိုလီမာပါနဲ့ဆိုတာအသုံးချခဲ့တာကိုတွေ့ရပါတယ်အထူးသဖြင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ဆန္ဒခံယူပွဲလုပ်တဲ့အခါမှာ1980နိုင်ငံသားဥပဒေရနိုင်ငံသားမခိုင်မာတဲ့လူတွေကို1980နိုင်ငံသားဥပဒေမှာပါတဲ့နိုင်ငံသားနိုင်ငံသားပြုနိုင်ဆိုတဲ့ဥစ္စာမှာမပါတဲ့ပုံကိုယ်တွေကိုယာယီနိုင်ငံသားဆိုတဲ့အဖြူကတ်တွေကိုပေးပြီးခါမှာမေးပေးခွင့်ပေးခဲ့ကြတာရှိပါတယ်နောက်တစ်ချက်ကအဲ့ဒီပုံကိုယ်တွေကပါတီတည်ထောင်ခွင့်တို့ပါတီမှာခုနလိုပါဝင်ခွင့်တို့ဆန္ဒမေးပေးခွင့်တို့ကိုဒီယာယီဆိုတဲ့1980နိုင်ငံသားဥပဒေမပါတဲ့ဥစ္စာလေးနဲ့နိုင်ငံသားစီစီကပေးခဲ့တဲ့သဘောတွေ့ကြရပါတယ်နောက်တစ်ခုကဒီကိုင်းစားတဲ့ပုံကိုယ်တွေမွေးဖွားလာစဉ်တုန်းကနိုင်ငံသားမိဖပါကမွေးဖွားရမယ်ဆိုတဲ့ခုနကဥပဒေသားရှိပေမဲ့လို့လေပဲဒါအကြောင်းတွေနဲ့ဘူးတီတောင်မောင်တုံးနေတာတွေမှာရွေးကောက်ပွဲမှာဝင်လွတ်တော်မှတ်တွေဖြစ်သွားကြတဲ့ဒါလက်ရှိအခြေအနေကိုကျွန်တော်တို့သုံးသပ်ကြတဲ့အခါဒီအချက်၃ချက်ဟာလေးပဲခုနကကျွန်တော်တင်ပြခဲ့တဲ့အချက်နံပါတ်5ကြီးထဲမှာပါတဲ့ root cause လို့ကျွန်တော်သုံးသပ်ပါတယ်နောက်တစ်ခုနံပါတ်6ကတော့ဒီဘင်္ဂလီတွေဟာကျွန်တော်ရဲ့ဒီ democratic ခေတ်မီတဲ့နိုင်ငံတော်ကြီးတစ်ခုကိုတိဆောက်တော့မယ်လို့ကျွန်တော်ရဲ့အစီအစဉ်ရောက်လာတဲ့အခါမှာဒီ identity သူတို့ရဲ့အမျိုးသား identity ကိုမြင့်ပြီးခါမှာဘင်္ဂလီဟာတိုင်းရင်းသားဖြစ်တယ်ဆိုတဲ့ဒီဘက်ကဥတီချက်နဲ့သူတို့ရဲ့ဟိုတုန်းကကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ဒီကျွန်တော်ရဲ့ဘူးတီတောင်မောင်တို့ရတိတောင်ကိုဖိတ်ခွေပြီးခါမှာပါကစ္စတန်မှာပေါင်းမယ်ဆိုတဲ့ရည်ရွယ်ချက်ကခွေပြီးတိုင်းရင်းသားဖြစ်လို့တဲ့ဆန္ဒကိုလွန်ကေသုံးလာတာကိုတွေ့ကြတာဟာကျွန်တော်နံပါတ်6ချက်တွေ့ရပါတယ်နောက်နံပါတ်9ချက်နဲ့ပြန်ကြည့်တဲ့အခါမှာဒါဘင်္ဂလီတို့ရဲ့မဟာဗျူဟာမြောက်ရည်မှန်းချက်ဖြစ်ပါတယ်ဘာသာရေးအယူ
အရာလူအများစုဖြစ်ရန်ရည်ရွယ်ချက်ဖြစ်ပါတယ်ဘာသာရေးကိုအကြောင်းပြပြီးခါမှဇနီးမယားများစွာယူခြင်းအလွန်ကျွံကလေးမွေးဖွားမှုအသက်မပြည့်ပဲအိမ်ထောင်ပြုမှုဆိုတာတွေကိုကျွန်တော်တို့အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ပြုတ်ကွက်ဟာကွက်တွေကိုတုံ့ပြီးခါမှလက်ပေးလက်ရုံမှုအများကြီးလုပ်ပြီးခါမှကျွန်တော်ရဲ့နေစုံတွေဖြတ်တယ်မှာတွေ့ရပါတယ်နောက်ကျွန်တော်ရဲ့ဒီဘာသာရေးကြောင်းတွေအလွန်အကျွံကျွန်တော်ရဲ့ဒီဥပဒေပြင်ပကနေပြီးခါမှတီထောင်ပြီးခါမှခွင့်ပြုချက်မဲ့ထားပြီးခါမှနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးလူချင်းများရဲ့ဗန္ဒငွေကိုသုံးပြီးခါမှတီထောင်လာကြတာတွေကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီကထွက်တဲ့ပုံကိုယ်တွေဟာလည်းပဲခုနတာလီဘန်ပုံစံမျိုးနဲ့လူငယ်လူရွယ်တွေနဲ့ပြီးခဲ့တဲ့ဂျွန်လ6ရက်နေ့မှာဖြစ်သွားခဲ့တဲ့ပြဿနာကိုပြန်စဉ်းစားကြည့်တဲ့အခါမှာလူငယ်တွေဟာစစ်သွေးကြွတက်ကြွပြီးခါမှာရခိုင်တွေရဲ့အိမ်တွေကိုလာရောက်ပြီးခါမှာပထမဆုံးနှုတ်ဆက်ခဲ့တယ်ဆိုတာကိုတွေ့ကြမှာဖြစ်ပါတယ်ဆိုတော့ဒီအချက်တွေကိုကျွန်တော်တို့ပြန်သုံးသပ်တဲ့အခါမှာဒီဥစ္စာဟာကျွန်တော်တို့ဒီ root cause ဒီကျွန်တော်တွက်ထင်ထားတဲ့9ချက်ဟာအခြေခံအကြောင်းရင်း9ချက်ဟာတပြိုင်တည်းတစ်ချိန်တည်းဖြစ်အောင်ကျွန်တော်တို့ကဒါစနစ်တကျဖောက်ခွေးတယ်တော့မဟုတ်အချိန်ကိဖောက်ခွေးလာတဲ့အစီအစဉ်ကောင်းတစ်ခုလို့ပဲကျွန်တော်တို့သုံးသပ်ပါတယ်အဲ့လိုပဲဒုတိယတစ်ချိန်ဖြစ်တဲ့ second wave မှာဖြစ်တဲ့အော်တိုဘာဖြစ်စဉ်ကိုပြန်ကြည့်ရင်လည်းပဲဒါစနစ်တကျအချိန်ကိဖောက်ခွေးမှုဖြစ်တယ်လို့ကျွန်တော်ဒါ root cause ကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်လို့နောက်ဘယ်လိုဖြစ်နိုင်တယ်လဲဆိုတာကိုကျွန်တော်လွန်ခဲ့တဲ့ဇူလိုင်လတုန်းကတင်ပြခဲ့စဉ်တုန်းကအချက်လက်၄ချက်ကိုကျွန်တော်ပြန်ဖတ်ပြခြင်းပါတယ်ဆိုတော့ကျွန်တော်ရဲ့လုံခြုံရေးအားနေတဲ့နေဆက်ဒေသအပါအဝင်ကုန်းလန်းရင်လန်းနဲ့ပတ်သက်တဲ့ဆက်ဆက်တဲ့ area အတော်များများမှာပြေပကကျူကြလာတဲ့သို့မဟုတ်တွင်းမှာရှိတဲ့လူတွေရဲ့လှုံ့ဆော်မှုတွေနဲ့ရာဇဝတ်မှုမျိုးကိုကျူးလွန်နိုင်တယ်ခုနကမီးရှို့မှုဓာပြတိုက်မှုလူရက်မှုကျွန်တော်ရဲ့ကျွေးနွားခိုးမှုမျိုးသမီးလေးတွေကိုမတိန်ကျင့်မှုစတဲ့ဒါတပ်ဖြတ်မှုတွေပိုပေါက်လာနိုင်တယ်ဆိုတာကိုတစ်ချက်နဲ့ကျွန်တော်တွေ့ရှိပါတယ်နှစ်ချက်ကလေယာလုပ်ငန်းခွင်ကျွန်တော်တို့ရဲ့ခုနလိုတစ်ဝါခောက်တဲ့လုပ်ငန်းဒီပင်လေပြင်လုပ်ငန်းခွင်တွေမှာဝင်ရောက်ပြီးခါမှဖြစ်စီတာတို့ကုန်းလန်းရေလန်းသွားလာမှုကိုလူရဲ့တပ်ဖြတ်တာတို့လူရဲ့ရနေပါတဲ့တိုင်းရင်းသားကြေးရွာလေးတွေကိုလုံးဝစွန့်ခွာသွားနိုင်အောင်ဖိအားပေးတာတို့ဖြစ်ပေါ်လာနိုင်လို့သုံးသပ်ပါတယ်။ရှင်းတာဘင်္ဂလီတွေဟာရိုဟန်ဂျာတိုင်းရင်းသားဖြစ်ရေးဆိုတဲ့ဒါလူခွင့်ရေးပြချက်အနှုတ်နီးအခြေခံတဲ့ကျွန်တော်ရဲ့ကပ္ပကုလသမဂ္ဂအပါအဝင်နိုင်ငံတကာရဲ့ဖိအားပေးမှုကိုမရတော့ဘူးလို့သုံးသပ်တဲ့ကာလမှာခုနကကျွန်တော်တင်ပြခဲ့တဲ့တာလီဘန်ပုံစံအစွမ်းဖက်အဖွဲ့အစည်းတွေဟာဖြစ်တဲ့အယ်ခိုင်ဒါတို့ခုနကဂျမားအစ္စလာမီစတဲ့အကူအညီနဲ့လက်နက်ကင်ပြိပခအသွင်ဖန်တီးလာနိုင်တယ်ဆိုတော့သုံးသပ်ပါတယ်အခုဆိုရင်လည်းပဲတိကျပြီးတဲ့တိုင်မိုင်းတိုင်း50လောက်ပတ်ဝန်းကျင်မှာဂျီတပ်ဖွဲ့ဝင်တွေကိုဖမ်းတာတို့ခုနကအသုံးပြုနေတဲ့ရင်းတွေကိုမီးရှို့တာတို့ဆိုတာဒါကျွန်တော်တို့ဖြစ်လာနိုင်ခြေရှိတာကိုကျွန်တော်တို့တင်ပြခဲ့တာပါနောက်ဆုံးအရေးကြီးတဲ့အချက်ရှိပါတယ်ဒါသတိပြုဖို့လိုပါတယ်ပြည်ထောင်စုတည်တံ့ခိုင်မြဲအတွက်အင်မတန်အရေးကြီးပါတယ်ဘင်္ဂလီတို့ရဲ့ရိုဟန်ဂျာဖန်တီးမှုကြောင့်တိုင်းရင်းသားအခွင့်အရေးရရှိသည်နဲ့ပြည်ထောင်စုအတွင်းမှာကျွန်တော်ရဲ့ Islamization ဆက်ကြောင်းပေါ့လေဒါဟာဘင်္ဂလားဒေ့ရှ်နဲ့အာဆီယံပေါင်းဆက်သွားနိုင်တဲ့ဆက်ကြောင်းတစ်ခုကိုဖန်တီးလာမယ်ဆိုတဲ့အယူဆဒါကျွန်တော်တို့ဖြစ်လာနိုင်တယ်လို့ကျွန်တော်သုံးသပ်ပါတယ်ခုနကျွန်တော်ဒီတန်းမှာပြောခဲ့သလိုပါကျွန်တော်ရဲ့အချုပ်ချာအာဏာတည်တံ့ခံမြဲဖို့အတွက်ပြည်ထောင်စုကြီးရဲ့တာဝန်ဟာကျွန်တော်တို့အပေါ်မှာရှိနေတယ်ဆိုတဲ့အချက်ကိုသုံးသပ်စေချင်တာပါအဲ့လိုတကယ်လို့များ Islamization ဆက်ကြောင်းဟာအောင်မြင်သွားမယ်ခုနကဘင်္ဂလီတွေဟာရိုဟန်ဂျာဆိုတဲ့တိုင်းရင်းသားတစ်ခုဖြစ်သွားမယ်ဆိုရင်နိုင်ငံတကာမှာပြန့်နှံ့နေတဲ့ဘင်္ဂလီမျိုးနွယ်စုတော်တော်များများဟာဒီရိုဟန်ဂျာအမည်ကိုခံယူပြီးကမှကုလသမဂ္ဂပါဝင်ခုနတခြားမိတ်ဖက်နိုင်ငံတို့ရဲ့ဖိအားနဲ့ဗမာပြည်တွေကိုတန်ပေါင်းများစွာဝင်လာပြီးကမှဒီ Islamization ဆက်ကြောင်းတွေကိုဝင်ပြီးပူးပေါင်းသွားနိုင်တယ်ဆိုတဲ့ပြည်ထောင်စုရဲ့အချုပ်ချာအာဏာတည်တံ့ခိုင်မြဲကိုဥတည်ပြီးဒါကိုကျွန်တော်တင်ပြချင်ပါတယ်။နောက်ဥက္ကဋ္ဌကြီးခင်ဗျာရေတိုရေးချေအစီမံဒင်းမှာထည့်သွင်းစဉ်းစားပေးဖို့အချက်လက်တချို့ကိုကျွန်တော်တင်ပြချင်ပါတယ်။ဒါလည်းပဲ12ချက်လောက်ကျွန်တော်ဆွေးနွေးထားပါတယ်။နှစ်ချက်ကတော့ဒါကျွန်တော်တို့ကရေတိုနဲ့ပတ်သက်တဲ့စီမံချက်ပါ။အဲ့ဒီမှာဒီပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုသူပြင်ရခိုင်ပြည်နယ်မှာရှိတဲ့တိုင်းရင်းသားတွေပူးပေါင်းပါဝင်မှုနဲ့ကျွန်တော်တို့ရဲ့ဒီလုံခြုံရေးအစီအမံကိုဘလို့ဆိုရနဲ့ပူးပေါင်းပြီးခါမှလုံခြုံရေးအစီအမံရှမလဲဆိုတဲ့အစီအစဉ်တစ်ခုလိုပါတယ်နောက်တစ်ခုကဒီလက်ရှိအခြေအနေကအသုံးသက်ကြည့်တဲ့ခါမှာဘလို့မှပူးပေါင်းနေထိုင်ပြီးခါမှရေတိုမှလုပ်လို့မရဘူးဆိုတဲ့ခါမှာဘလို့ကာလတစ်ခုမှပြန်လည်သင့်မြတ်ဖို့အတွက်လက်ရှိအခြေအနေမှာခွဲခြားပြီးခါမှထားမလဲဆိုတဲ့မူယာယီတိချနေရချထားရဲ့မူတစ်ခုဟာကျွန်တော်တို့လိုအပ်ပါတယ်ဆိုတာကိုတင်ပြကြည့်ပါတယ်အဲ့လိုပဲချထားတဲ့အခါမှာဘင်္ဂလီတွေကိုနေရာတိတန့်ယာယီချထားတဲ့အခါမှာခုနကပင်လယ်ပြင်ဆက်ကြောင်းတို့ခုနကအမြန်ကားလမ်းတို့ယထာလမ်းတို့ကိုအနှောက်အယှက်ပြုတ်နိုင်တဲ့ area ကြီးပြင်ပမှာယာယီနေထိုင်မှုပြုတ်တဲ့အစီအစဉ်တစ်ခုရှိဖို့ကျွန်တော်တို့ကရေတိုစီမံချက်တွေမှာထည့်ပေးစေချင်ပါတယ်အဲ့လိုရှိမှပဲနောက်ရေချေကျွန်တော်တို့ဖြတ်သန်းသွားလာတဲ့ကာလတစ်ခုမှာဒီ community တစ်ခုကိုပြန်ပြီးဘလို့ကျွန်တော်တို့ညှိနှိုင်းနိုင်ပေမဲ့ပူးပေါင်းနေနိုင်မှုရအောင်ဆောင်ရွက်မလဲဆိုတဲ့ဒုတိယဒါရေချေစီမံချက်မှာထည့်သွင်းဖို့ဖြစ်ပါတယ်နောက်ကျွန်တော်ခုန
တင်ပြခဲ့တဲ့အစီအမံထဲမှာထည့်သွင်းပေးစေလို့တဲ့အချက်ထဲမှာရေးချေနေတဲ့ကျွန်တော်10ချက်လောက်ကိုကျွန်တော်ဆွေးထားပါတယ်တစ်ချက်ကတော့ရင်ဒါနေဆက်တစ်ချောင်းမှာနှစ်ပေါင်းများစွာရေးချေနေထိုင်လာခဲ့တဲ့ကျွန်တော်ရဲ့တိုင်းသားကြေးရွာများကျွန်တော်ရဲ့ထာဝရတည်တံ့ခိုင်မြဲမှုအမှန်တန်ရေးကြည့်ပါတယ်အဲ့တော့ဒီတည်ရှိနေတဲ့ကြေးရွာတွေတည်တံ့ခိုင်မြဲဖို့အတွက်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲရခိုင်ပါဝင်တိုင်းရင်းသားကြေးရွာများဟာကျွန်တော်တို့ရဲ့မောင်တို့နေဆက်ဒေသတစ်ချောင်းမှာရှိကြပါတယ်ဒီကြေးရွာတွေတည်တံ့ခိုင်မြဲမှပဲကျွန်တော်တို့ရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမယ်ဆိုတဲ့ယူဆချက်နဲ့ဒီကြေးရွာတွေအင်အားကောင်းပြီးခါမှာတောင့်တင်းခိုင်မာဖို့ရွာကြီးတွေဖြစ်ဖို့အင်ဂျင်200 300လောက်ရှိတဲ့ရှေ့တန်းစံပြရွာကြီးများဖြစ်စနစ်တကျတီထောင်ပေးဖို့ဆိုတဲ့အစိုးရရဲ့မူတစ်ခုရှိဖို့လိုပါတယ်ရှေ့တန်းခံစိတ်ကြောင်းအတွက်ပါနောက်မေယူရိုမရဲ့အနောက်ဘက်ချမ်းအရှေ့ဘက်ချမ်းဆိုတာရှိပါတယ်အနောက်ဘက်ချမ်းမှာ2 မိုင်ကွာဝေးတဲ့နေရာတိုင်းမှာကျွန်တော်လက်ရှိတိဆောက်ပြီးသားကြေးရွာတွေအပြင်ကျွန်တော်ရဲ့ပထဝီစက်ကြောင်းအရပထဝီနိုင်ငံရဲ့အားသာချက်အရကျွန်တော်ရဲ့ခုနကျွန်တော်ပြောခဲ့တဲ့အခြေဝန်းကိုမှီပြီးထုတ်ကမှာခုနတိုင်းရင်းသားကြေးရွာကြီးများကိုအင်ဂျင်200 300လောက်ကျွန်တော်ဖြစ်နိုင်အောင်စုစုစီစီနဲ့ဥမာစစ်ပြန်စစ်မှုထမ်းတွေရေအငိမ့်စားတွေနိုင်ငံဝန်ထမ်းအငိမ့်စားတွေနဲ့ဒီဘက်မှာရှိတဲ့တခြားတိုင်းရင်းသားတွေဟိုမှာရှိတဲ့ရခိုင်ဒေသခံတွေနဲ့ပူးပေါင်းပြီးကမှဒီဒေသမှာရွာကြီးတွေဖြစ်အောင်စက်ကြောင်းတစ်ခုတည်းမှာ2 မိုင်ကွာဝေးတိုင်းမှာတိုင်းရင်းသားစံပြကြေးရွာတွေကိုဘလို့တီထောင်မလဲဆိုတဲ့ဥတီချက်လေးတစ်ခုနဲ့ဒါရှေ့တန်းစံပြကြေးရွာတွေကိုတီထောင်ဖို့လိုအပ်တယ်ဆိုတာကိုကျွန်တော်ရည်ရှိနေတဲ့တင်ပြခြင်းပါတယ်အဲ့ဒီမှာမေယူရိုးမရဲ့မေယူတောင်ဆွေရဲ့အနောက်ဘက်ချမ်းကိုလှုပ်တယ်လို့အရှေ့ဘက်ချမ်းနဲ့ပတ်သက်လို့အငူမော်ဒီဘက်ကဘူးတီတောင်အငူမော်ဟိုဘက်ကမောင်တိုးလမ်းကြောင်း2 ခုလုံးဟာစစ်နေရာသည်တွားလို့ရတယ်ကားတွားလို့ရတယ်ကြီးမားစွာသောဝန်ကိုတင်လို့တွားလို့ရတဲ့တရားတွေလမ်းတွေဖြစ်နေဖို့လုံခြုံမှုစီရအင်မတန်လိုအပ်တယ်လို့တင်ပြခြင်းပါတယ်အဲ့တော့ဒီလိုရွာကြီးတွေကိုဖန်တီးတဲ့အခါမှာဒီရွာမှာရှိတဲ့တိုင်းရင်းသားကြေးရွာတွေရေရှည်တည်တတ်ခံနေဖို့အတွက်ကျွန်တော်အချက်တစ်ချက်တင်ပြခြင်းပါတယ်အလောက်ကိုင်းခွင်လန်းနဲ့စက်ပုံစုံစီမံကိန်းတွေကိုဖန်တီးပြဖို့လိုပါတယ်အဲ့ဒီရွာကြီးတွေမှာရခိုင်ပါဝင်တိုင်းရင်းသားတွေခုနစစ်ပြန်စစ်မှုနာအဟောင်းတွေနေတဲ့ရွာကြီးတွေမှာနတ်တက်လာရွာကြီးတွေမှာနေတဲ့ကျွန်တော်ရဲ့တိုင်းရင်းသားတွေရေရှည်တည်တတ်ခံမြဲစွာနဲ့ဒီမှာအလောက်ကိုင်းအခွင့်အလမ်းတွေနဲ့အသက်မွေးဝမ်းကြောင်းပြုတ်ပြီးခါမှကျွန်တော်တို့ခံစစ်ကြောင်းနေနဲ့နေနိုင်ဖို့အတွက်လေယာလုပ်ငန်းခွင်ဆိုတာ catch cropping ဖြစ်ဖို့လိုပါတယ်ကျွန်တော်ရဲ့ရွေးချယ်စိတ်ပြိုးနိုင်ခွင့်ရှိတဲ့လေယာလုပ်ငန်းခွင်ရေလုပ်ငန်းခွင်မွေးမြူလုပ်ငန်းခွင်အိမ်တွင်းစက်မှုနဲ့မှုလုပ်ငန်းခွင်စသဖြင့်ဒီသူ့ရဲ့ဒီ earning ရဖို့အတွက်စက်မှုနဲ့မှုအထေချုပ်လုပ်ငန်းခွင်စသဖြင့်အသက်မွေးဝမ်းကြောင်းပြုတ်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့နိုင်ငံတော်ကစီမံကိန်းစီမံချက်တွေချပေးဖို့လိုပါတယ်နောက်ဒီတိုင်းရင်းသားကြေးရွာတွေအကုန်လုံးနဲ့ပတ်သက်တဲ့တရားဥပဒေစိုးမိုးမှုကြေးရွာပြည်သူစစ်နဲ့ဒီကျွန်တော်တို့ရဲ့ရေစခန်းအခြေအနေကိုပြန်လဲမြင့်တင်ပေးဖို့လိုပါတယ်အဲ့ဒီမှာကျွန်တော်ရဲ့ကြေးရွာနဲ့လုပ်ငန်းခွင်လုံခြုံရေးလူထုလုံခြုံရေးအသက်အိုးအိမ်စီးစိမ်နဲ့လုပ်ငန်းခွင်လုံခြုံရေးအတွက်ဒီကြေးရွာသားများကိုယ်တိုင်ပါဝင်တဲ့ကျွန်တော်ရဲ့ဒီပြည်သူစစ်တွေကိုစနစ်တကျကျွန်တော်ရဲ့ဒီစေဥပဒေများနဲ့အငြိမ်လက်နက်ကန်ဥပဒေနဲ့အငြိမ်ကျွန်တော်တို့ဖွဲ့စည်းတည်ထောင်ပေးဖို့လိုပါတယ်နောက်မေယူရိုမရဲ့အနောက်ဘက်ချမ်းတစ်6လုံးမှာ10 မိုင်သို့မဟုတ်10 မိုင်ကွာဝေးတိုင်းကျွန်တော်တို့ကရေစခန်းတစ်ခုခိုင်ခိုင်မာမာတိဆောက်ပြီးခါမှာစက်ကြောင်းကြီးကိုတရားဥပဒေစိုးမိုးမှုအတွက်ဒါဆောင်ရွက်ဖို့လိုပါတယ်နောက်တစ်ခုကဒီနေဆက်တစ်6ဟာအမှန်တန်ရေးကြည့်ပါတယ်ကျွန်တော်တို့နေဆက်တစ်6ရဲ့လုံခြုံရေးကိုကျွန်တော်တို့မစ်နေကြတာကြာပါပြီအဲ့တော့ဝင်သလိုဝင်ထွက်ကျင်သလိုထွက်ဖြစ်နေတဲ့နေဆက်တစ်6လုံးမှာပြီးခဲ့တဲ့အစိုးရကစပြီးဆောက်ပေးခဲ့တဲ့ဒီနေဆက်ခြံစည်းကိုရှိပါတယ်ဒါကိုလည်းပဲအိန္ဒိယကလည်းကြိုမြင်ပြီးကမှကျွန်တော်တို့ဒီအနောက်ဘင်္ဂလားပြည်နယ်တကြိုးလုံးမှာပိုင်ပေါင်းများစွာဆောက်ထားပြီးသားဖြစ်ပါတယ်ဒီဘက်မှာလည်းပဲကျွန်တော်တို့ရဲ့နေဆက်တစ်6ကိုပြန်ဆောက်နေတဲ့ကာလမှာဒီတက်ခိုင်ခန့်ဖို့အချိန်မရွေးကျွန်တော်တို့ကနေဆက်နဲ့ပတ်သက်တဲ့ခြံစည်းရိုးမှာစစ်ဆေးနိုင်ဖို့အတွင်းကိုယ့်ရဲ့နေမြေထဲမှာ concrete လမ်းတွေအချိန်မရွေးကင်းလဲနိုင်ဖို့တိဆောက်ပေးဖို့လိုပါတယ်အဲ့လိုတိဆောက်ဖို့အတွက်ကျွန်တော်လက်ရှိနတ်ဆက်ကကိုသုံးနေပါတယ်လက်ရှိနတ်ဆက်ကဟာလုံခြုံရေးစီကိုထိုင်ထားပေးမယ်လို့ရေရှည်မှာကျွန်တော်တို့ခုနလိုအထူးရေနေဆက်တဲ့နဲ့ပတ်သက်တဲ့အထူးရေလုံခြုံမှုအဖွဲ့တစ်ခုဟာဒီနေရာမှာကျွန်တော်တို့ကြက်ကြက်မတ်မတ်နဲ့ဒါလုံခြုံရေးတတိနဲ့ထားပေးဖို့လိုပါတယ်အဲ့ဒီနေဆက်တဲ့လုံခြုံရေးအထူးအဖွဲ့အစည်းရဲ့အောက်မှာဒါကျွန်တော်တို့ရဲ့ရှေ့လျားတဲ့ကျွန်တော်ရဲ့ပင်လယ်ပြင်ကြီးကိုကာကွယ်နိုင်ဖို့ cost ကားလိုဟာမျိုးပင်လယ်ပြင်ထူးရေးတပ်ဖွဲ့လိုဟာမျိုးရှိဖို့လိုပါတယ်နောက်ခုနတိုင်းသားကြေးရွာတွေအားလုံးဟာလည်းပဲပြည်သူလူထုပူးပေါင်းပါဝင်မှုရှိတဲ့ပြည်သူစစ်အဖွဲ့တွေကိုခုနနေချားဒေသကိုစောင့်တဲ့အထူးရဲ့အောက်မှာထိန်းချုပ်မှုနဲ့ထားပေးမယ်ဆိုရင်ကျွန်တော်ရဲ့အတွင်းစည်းလုံခြုံမှုကြပါအတွင်းစည်းရဲ့အပြင်ဘက်မှာတပ်မတော်အနေနဲ့ဥမာဘလူးနေပြီဖြစ်တာတော့ free gate တို့ဝေတာတို့ရင်ကုန်သင်္ဘောဝေတာတို့ကတပ်မတော်ရဲ့အင်အားကိုရှစ်ဖို့ကနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုရှစ်ဖို့အတွက်ကျွန်တော်တို့ကအစီအမံထောက်ခံပါတယ်အဲ့တော့ဒီအတွင်းစည်းပြင်စည်းထဲမှာခုနလိုတပ်မတော်ကဏ္ဍဒီဘက်ကပြည်သူတွေပူးပေါင်းပါဝင်တဲ့ကဏ္ဍကိုကျွန်တော်တို့တသိရှိထင်ကြီးနိုင်မယ်ဆိုရင်တရားဥပဒေစိုးမိုးရေးတည်တံ့ခံမြင့်နဲ့ကျွန်တော်ရဲ့တည်တံ့ခံမြင့်နဲ့ကျွန်တော်ရဲ့အချုပ်အခြာအာဏာတည်တံ့ခံမြင့်ကိုတစုံတစ်ခုတန်းတာဒီကျွန်တော်တို့ဖြစ်စည်းပေးနိုင်မယ်လို့ယူဆပါတယ်အဲ့ဒီဒေသနောက်ပိုင်းမှာကျွန်တော်ရဲ့ဒီ1980နိုင်ငံသားဥပဒေကို
ပြန်လေအသက်ဝင်ဖို့ကျွန်တော်တို့စူးစမ်းဖို့လိုပါတယ်အဲ့တော့ဘင်္ဂလီများပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့တိုင်းဒေသကြီးပြည်နယ်အချို့မှာမြို့နယ်သင်္ကေတတွေကိုယူပြီးကမှမြန်မာမွတ်စလင်လူမျိုးအဖြစ်နောက်အချို့ကကမန်တွေကတခါဘင်္ဂလီတွေကတခါကမန်အဖြစ်လူမျိုးပြောင်းပြီးခါမှနိုင်ငံသားစစ်ဆေးရေးကတ်တွေကိုနီးမျိုးမျိုးနဲ့ရယူနေတာကိုတွေ့ရပါတယ်ဆိုတော့ဒီကိုင်ဆောင်ထားတဲ့နိုင်ငံသားမဟုတ်တဲ့ဖြစ်ခွင့်မရှိတဲ့1900ရှိတဲ့နိုင်ငံသားဥပဒေအရနိုင်ငံသားဖြစ်ခွင့်မရတဲ့ပုဂ္ဂိုလ်တွေနိုင်ငံသားစစ်ဆေးရေးကတ်ပြရရှိနေတာကျွန်တော်တို့ကဘလို့စစ်စစ်ဖို့ထုတ်မလဲဆိုတဲ့အထူးဖွဲ့စည်းပေးဖို့လိုပါတယ်ဒါလည်းပဲတရားဥပဒေနဲ့အညီအရေးယူဖို့လိုပါတယ်ပေးတဲ့ပုဂ္ဂိုလ်ရောလက်ခံရရှိတဲ့ပုဂ္ဂိုလ်ကိုရောဒါ80တဲ့နိုင်ငံသားဥပဒေကိုတိတိကျကျအကောင့်တွေဖို့လိုပါတယ်နောက်တစ်ခုကမြန်မာနိုင်ငံသားဥပဒေအရတိုင်းရင်းသားမဟုတ်တဲ့နိုင်ငံသားမဟုတ်တဲ့ခုနကအင်းနိုင်ငံသားမဟုတ်တဲ့နိုင်ငံသားပြုခွင့်မရတဲ့ပုဂ္ဂိုလ်တွေအကုန်လုံးကိုနိုင်ငံသားဆိုပြီးကမှသတ်မှတ်ဖွင့်ဆိုထားပါတယ်တော့ဘင်္ဂလီတွေဟာနိုင်ငံသားမြန်မာနိုင်ငံသားဥပဒေအရမြည်သည့်အဆင့်နိုင်ငံသားဖြစ်တယ်ဆိုတာကိုဒီ80တဲ့ဥပဒေမှာတိတိကျကျသတ်မှတ်ပေးဖို့လိုပါတယ်တကယ်လို့နိုင်ငံသားဥပဒေဖက်ကမြန်မာနိုင်ငံသားပြုခွင့်ဆိုတဲ့လမ်းကြောင်းကဒီကျွန်တော်တို့ခေါ်တဲ့ဘင်္ဂလီတွေဟာစ조사မယ်ဆိုရင်ကာလတစ်ခုမှာနိုင်ငံသားပြုခွင့်ရပြီးတဲ့အခါမှာကျွန်တော်တို့2008ဖွဲ့စည်းပုံမှာပါတဲ့အခန်း8မှာပါတဲ့နိုင်ငံသားအခွင့်အရေးဆိုတဲ့နိုင်ငံသားတို့ပြည့်ပြည့်ဝဝခံစားနိုင်ခြင်းရှိတဲ့အခွင့်အရေးတွေကိုအပြည့်အဝပေးဖို့ကျွန်တော်တို့စ조사ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီဥပဒေနဲ့ထိရောက်စွာအရေးယူဖို့ကျွန်တော်တို့ဘက်ကတော့ဒါပုံမှန်လင်းလိုအပ်တယ်လို့ကျွန်တော်တို့စီစစ်တင်ပြပါတယ်ခုနလို谢谢李国ချုပ်ကျွန်တော်ကိစ္စပါဆိုတော့ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့နည်းနည်းလေးပါခင်ဗျ3မိနစ်လောက်ပါဟိုကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီလူကြီးပေါက်ဖွားမှုရှိပါတယ်ဒါကိုဘလို့ထိန်းချုပ်မလဲဆိုတာလေးတစ်ခုရှိပါတယ်ဒီဟာနဲ့ပတ်သက်လို့ကျွန်တော်တို့နေဆက်စီကိုလုပ်ပြီးတဲ့အခါမှာ isolation camp တို့နဲ့တကယ်နိုင်ငံသားမဟုတ်တဲ့ပုဂ္ဂိုလ်တွေကိုဘလို့စီစစ်မလဲဘလို့ဒီတန်းချက်ဆန္ဒမှာထားမလဲဆိုတဲ့ဟာလေးကိုလည်းသုံးသပ်ပေးဖို့လိုပါတယ်နောက်တစ်ခုကဒီနေရာမှာဒီလောက်ပေါက်ပွားနေတဲ့လူတွေကိုဘလို့ထိန်းချုပ်မလဲဆိုတဲ့ဒီကျွန်တော်တို့ရဲ့အထူးဒေသနဲ့ပတ်သက်တဲ့ဒီ family planning ကိုဘလို့ချမလဲဆိုတာတစ်ခုကိုထည့်သွင်းပေးဖို့လိုပါတယ်စတဲ့တကောင်စင်းကောက်ခွက်တာရှိပါတယ်အခု2014မှာလည်းကောက်ဖို့ရှိတယ်ဒီနေရာကြားမှာဒီကာလအပိုင်းခြားတစ်ခုမှာဘလို့ပွားလာတယ်ဘလို့အင်ညာတွေတိုးရှိလာတယ်ဥပဒေနဲ့ညီသလားမညီဘူးလားဒါတွေကိုစေစုနိုင်နောင်ဖြစ်လာတဲ့ကာလနှစ်20 30 50မှာဘလို့ဖြစ်လာနိုင်တယ်လဲဆိုတဲ့သုံးသပ်ချက်နဲ့ဒါသက်ဆိုင်တဲ့ဝန်ကြီးဌာနကပြုစုဖို့လိုပါတယ်ကျွန်တော်တင်ပြချင်တာကရခိုင်ဘင်္ဂလီပြန်လည်တက်မြိုင်တဲ့ပတ်သက်လို့အချက်9ချက်ကိုကျွန်တော်ဆွေးထားပါတယ်ဒါကအင်မတန်သင်ငွေ့တဲ့ပြဿနာပါရေရှည်ပြုစုပြောထောင်ပြီးကမှလူမျိုးရေးနဲ့ဆက်နွယ်တဲ့နိုင်ငံရေးပြဿနာဖြစ်ပါတယ်အဲ့ဒီမှာဒီကျွန်တော်တို့ရဲ့ community နှစ်ခုဟာပညာရေးကျန်းမာရေးစီးပွားရေးနဲ့ပတ်သက်လို့အင်မတန်အဆင့်တန်းနှိမ့်ကျနေတယ်ဆိုတော့ကိုနှစ်ဖက်လုံးကရခိုင်ကရောဘင်္ဂလီကရောဝန်ခံဖို့လိုပါတယ်နောက်အမျိုးသားအကျိုးစီးပွားချင်းအပြန်အလှန်ဆက်ဆက်နေကြတယ်ဆိုတော့လက်ခံဖို့လိုပါတယ်အဲ့တော့ဒီလက်တွေ့ကြအတိမတ်ပြုဖို့လိုပါတယ်နောက်တစ်ခုကရခိုင်သမိုင်းဆိုင်ရာမှာဘင်္ဂလီတို့ရဲ့ခုနလိုရိုဟန်ဂျာသမိုင်းကိုလိမ်ပြီးလောက်ကြံတာကိုထာဝရစွန့်လွတ်ဖို့လိုပါတယ်နောက်ဘင်္ဂလီလူရဲ့ပေါက်ဖွားပြီးကမှဒီလူရဲ့ကိုထိန်းရမယ်ဆိုတာကိုမိသားစုစီမံကိန်းလိုရဲဆိုတာကိုဘင်္ဂလီတွေကိုနှိုက်ကလက်ခံပြဖို့လိုပါတယ်နောက်ဘင်္ဂလီလူဖွဲ့စည်းကိုဘာသာရေးအစွမ်းမရောက်စေပေးနဲ့ဘာသာရေးစွပ်ပတ်မှုကင်းတဲ့ကျွန်တော်ရဲ့ခင်မီပွင့်နေတဲ့လူဖွဲ့စည်းဖြစ်ဖို့အတွက်ပြောင်းလဲပေးဖို့စ조사ပေးဖို့လိုပါတယ်ဘာသာခြားမုန်တီရဲ့အစွမ်းရောက်အယူအဆတွေကိုစွန့်လွတ်ပေးဖို့လိုပါတယ်အချင်းချင်းညှိနှိုင်းပြီးခါမှာဘာသာရေးစွပ်ပတ်မှုမပါတဲ့ကျွန်တော်ရဲ့ community တစ်ခုကိုရခိုင်ပြည်နယ်မှာတည်ဆောက်နိုင်မယ်ဆိုရင်ဘာသာရေးစွပ်ပတ်မှုမပါတဲ့နိုင်ငံရေးကိုကျွန်တော်တို့ဟာညှိနှိုင်းတိုင်တိုင်ပင်ပင်နဲ့ဆောင်ရွက်နိုင်မယ်ဆိုရင်ကျွန်တော်ရဲ့ရခိုင်ပြည်ကြီးဟာလက်ရှိတည်တတ်နေတဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုအခြေအနေကနေဆက်ထက်တပို့တိုးတက်ပြီးခါမှာပြည်ထောင်စုရဲ့ချုပ်ချအာဏာတည်တံ့ခံပြဖို့အတွက်ရခိုင်တွေရောနိုင်ငံသားပြုခွင့်ဒီလန်ကစ조사နေကြတဲ့ဘင်္ဂလီတွေပါကျွန်တော်တို့အတူတကွလက်တွဲပြီးခါမှာပြည်ထောင်စုကြီးရဲ့အုပ်ချက်သေးတဲ့ပွင့်ဖြစ်ကျွန်တော်ရခိုင်ပြည်ကြီးကိုကာကွယ်နိုင်မယ်ပြည်ထောင်စုကြီးကိုကာကွယ်နိုင်မယ်ဆိုတော့ကျွန်တော်ယုံကြည်ပါတယ်အဲ့ဒါကြောင့်ဒီအဆိုကိုတကယ့်မြေပြင်အခြေအနေဖြစ်ပေါ်လာနိုင်တာရွေးမှန်ပြီးခါမှာတင်ပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုထောက်ခံမဲ့သူရှိပါကဆောင်းဖို့ဖိတ်ခေါ်ပါလေးစားရတဲ့ဥက္ကဋ္ဌကြီးခင်ဗျာရခိုင်ပြည်နယ်မဲဆန္ဒနယ်မြို့သားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအင်းမောင်ရဲ့အဆိုကိုကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်1ကျွန်တော်ဦးစောအောင်ကျော်နိုင်ခေါ်ရှားပူပေါ်မှာထောက်ခံပါတယ်ခင်ဗျာဒေါက်တာအင်းမောင်တင်သွင်းတဲ့အဆိုကိုလွှတ်တော်ကိုယ်စားလှယ်တူကထောက်ခံသွားပါတယ်အဆိုမှာ2019ခုနှစ်ဇွန်လအတွင်းရခိုင်ပြည်နယ်၌ဘင်္ဂလီစုပူမှုကြောင့်ဖြစ်ပွားခဲ့သည့်ပဋိပက္ခများအပေါ်ဆင်ခြင်သုံးသပ်ပြီးနိုင်ငံတော်၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်နေဆက်လုံခြုံရေးနယ်မြေအုပ်ချုပ်ရေးနှင့်လူဝင်လူထွက်စီမံခန့်ခွဲရေးဆိုင်ရာမဟာဗျူဟာမြောက်ရေလိုရေရှည်အထူးအစီအမံတို့ဖြင့်ဦးစားပေးဆောင်ရွက်ရန်ပြည်ထောင်စုအစိုးရတိုက်တွန်းကြောင်းဖြစ်ပါလေ။ဒါကြောင့်အဆိုကိုလက်ခံဆွေးနွေးရန်တင်မတစ်
လွှတ်တော်ရဲ့ဆန္ဒရယူပါမယ်အဆိုကိုလက်ခံဆွေးနွေးဖို့လွှတ်တော်ကိုယ်စားလှယ်များကသဘောတူပါလားခင်ဗျာသဘောတူပါလားခင်ဗျာသဘောတူပါလားခင်ဗျာအဆိုကိုလက်ခံဆွေးနွေးဖို့သဘောမတူတဲ့လွှတ်တော်ကိုယ်စားလှယ်များရှိပါလားခင်ဗျာဥက္ကဋ္ဌကြီးခင်ဗျာဒီအဆိုကတင်ထားတာကြာပြီဆိုပေမဲ့လို့လေအခုနေမှာဆွေးနွေးရင်ကျွန်တော်အချိန်နည်းနည်းစောတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတရုံကတရားခံလို့မဆုံးဖြတ်ရသေးခင်မှာအဲ့လူကတရားခံပါလို့ပြောရင်တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုဆွတ်ဖြတ်ရရောက်တယ်လို့အဆိုရှိပါတယ်ဒီရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်ရဲ့အစီရင်ခံစာအခုထွက်မလာသေးပါဘူးဒါနိုင်ငံတော်သမ္မတကြီးဖွဲ့စည်းပေးထားတဲ့ကော်မရှင်ဖြစ်ပါတယ်ဒီကော်မရှင်ဟာခုနအဆိုရှင်ပြောသလိုပေါ့ချိန်ခိုက်လှုပ်ရှားမှုကဘယ်သူမိလောင်အရာကိုဓာတ်စီလောင်းတာကဘယ်သူပေါ့ဒါတွေကိုအဖြေမပေါ်ခင်မှာကျွန်တော်တို့ကဒီကိစ္စကိုဆွေးနွေးမယ်ဆိုရင်ကော်မရှင်ရဲ့အဆုံးဖြတ်ပေါ်မှာလွှတ်တော်ကတွားပြီးတော့ pressure ပေးသလိုဖြစ်မယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဥပမာအဖြစ်28ရက်နေ့မှာကျောင်းနီမော်မှာအာရမမှုဖြစ်တယ်29ရက်နေ့မှာအဆိုရှင်ရဲ့ပါတီညီလာခံ3ရက်လုပ်တယ်3ရက်နေ့မှာမွတ်စလင်ဘာသာဝင်10ဦးတောင်ကုန်းမှာအသက်ခံရတယ်အဲ့ဒီနေ့မှာပဲအဆိုရှင်ရဲ့ပါတီကလူစုလူဝဲနဲ့စစ်တွေအမတ်တီရဲစခန်းကိုဝိုင်းဝန်းအကြမ်းဖက်တယ်ဆိုတော့ချိန်ကိုက်လှုပ်ရှားမှုတွေမီးလောင်ရာဓာတ်စီလောင်းတာတွေဟာဘယ်သူလဲဆိုတာအခုချိန်မှာစုံစမ်းစစ်ဆေးကော်မရှင်ကစုံစမ်းဆဲကာလဖြစ်တယ်ဒါကြောင့်မို့ဒီချိန်မှာကျွန်တော်တို့ကဒါကြီးကိုအားကောင်းမောင်းတန်သွားဆွေးနွေးလိုက်ရင်စုံစမ်းစစ်ဆေးကော်မရှင်အပေါ်မှာ pressure ဖြစ်မယ်ဒါကြောင့်မို့ကျွန်တော်တို့ကဆွေးနွေးဖို့တင့်နေပါတယ်သို့တော့နည်းနည်းစောသေးတယ်ဟိုကော်မရှင်ကအဖြေထွက်လာတဲ့အချိန်ကျမှကျွန်တော်ဆွေးနွေးရအောင်ဘာလို့ဆိုတော့တမနာကြီးကလည်းပြောထားတယ်ဟုတ်လားအသိဝင်လာတဲ့လူတွေအတွက်ကိုတော့လောလောဆယ် UNHCR camp မှာပဲထားပြီးတော့တတိယနိုင်ငံကိုပို့မယ်ဒီကသူ့သဘောထားတွေလည်းပြောပြီးသားဖြစ်တယ်နောက်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးကလည်းပြောဘူးတယ်ကျွန်တော်တို့ရဲ့လွှတ်တော်ဆွေးနွေးချက်တွေဟာအစိုးရအဖွဲ့ကိုဂျောင်ပိတ်မိတယ်လို့မဖြစ်စေသင့်ဘူးလို့ကျွန်တော်တို့လမ်းညွှန်မိန့်ကြားထားတာရှိပါတယ်ဒါကြောင့်မလို့ဒီကိစ္စဟာလက်တလောအဖြစ်ကျွန်တော်တို့ဆွေးနွေးဖို့တော့သိကောင်းတယ်ဒါဟာမဟာဗျူဟာနီးဗျူဟာဒါတပ်မတော်အစိုးရလက်ထက်ကလေးကဒါကျွန်တော်ဆိုအဲ့မှာ9နှစ်လောက်နေလာတပ်မင်းချောင်းတို့ဘူးတီတောင်မောင်းတော့အဲ့မှာတက်တယ်ရင်တော့နဘခမှာ3ရင်းရှိတာနေခု33ရင်းဖြစ်သွားတဲ့အထိဟိုဒါကျွန်တော်တို့ကရှိအလားလာကြီးမျှော်တွေးပြီးလုပ်တာကျွန်တော်ဆွေးနွေးဖို့လည်းရှိပါတယ်သို့တော့လောလောဆယ်ကျွန်တော်တို့ဆွေးနွေးလိုက်ရင်သမ္မတကြီးဖွဲ့စည်းထားတဲ့ဟလာသမ္မတကြီးဖွဲ့စည်းရထောင်မှလာရခိုင်ပြည်နယ်ပဋိပက္ခလို့ပဲပြောပါတယ်ဒီဘင်္ဂါလီတွေဘာတွေသူမထည့်သေးပါဘူးဒီနေ့ပါတဲ့သတင်းစာထဲမှာလည်းရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သောအခြေအနေရကြောင်းဆိုပြီးတော့မှဒါတူရကီကစံတန်းချင်း1000တူတယ်လို့ဒါအစိုးရအဖွဲ့ကသုံးတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောအခြေအနေရကြောင်းလို့သုံးထားပါတယ်လို့ရခိုင်ပြည်နယ်မှာဘင်္ဂါလီစုပူမှုကြောင့်ဆိုပြီးတော့ဒီလိုမျိုးမပြောပါဘူးအဲ့တော့ဆိုလိုတာကတော့ကျွန်တော်တို့ကဒါဟာစုံစမ်းစစ်ဆေးကော်မရှင်အဖွဲ့ကိုလွတ်လွတ်လပ်လပ်သူ့ကိုပေးပြီးတော့စုံစမ်းစီတာကောင်းတယ်သူစုံစမ်းပြီးမှသူ့ရဲ့အဖြူမူတည်ပြီးတော့ကျွန်တော်တို့ကအားရပါရတော်တော်ထဲမှာဆက်ပြီးတော့ဆွေးနွေးသင့်တယ်လို့ယူဆပါတယ်လောက်တော့စေဒီအဆိုဆိုင်းငံ့တင်ပါကြောင်းကျွန်တော်အနေနဲ့တင်ပြပါတယ်ခင်ဗျာမြို့သားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဒေါက်တာအေးမောင်တင်သွင်းတဲ့အဆိုကိုမြို့သားလွှတ်တော်ကလက်ခံဆွေးနွေးရန်သဘောမတူတဲ့လွှတ်တော်ကိုယ်စားလှယ်ရှိတဲ့အတွက်မြို့သားလွှတ်တော်ဆိုင်ရာနိဗ္ဗိဆက်ခွန်နိဗ္ဗိခွဲတာမှုနိဗ္ဗိခွဲငယ်3ရပ်မတ်တက်ရယူဆန္ဒပြုတဲ့နီလန်းနဲ့လွှတ်တော်ရဲ့ဆန္ဒကိုရယူပါဒီလိုဆန္ဒရယူရမှာအဆိုကိုလက်ခံဆွေးနွေးဖို့သဘောတူတဲ့လွှတ်တော်ကိုယ်စားလှယ်များမိမိတို့နေရာများမှာမတ်တက်ရပြဖို့ဖြစ်ပါတယ်အကယ်မတ်တက်ရပြတဲ့လွှတ်တော်ကိုယ်စားလှယ်40ဦးနဲ့ထက်ဖြင့်လက်ခံဆွေးနွေးရန်သဘောတူသည်ဟု၎င်း40ဦးမပြည့်လင်လက်ခံဆွေးနွေးရန်သဘောမတူဟု၎င်းလွှတ်တော်သို့ရှင်းရမှာဖြစ်ပါတယ်ဒါကြောင့်ယခုလက်ခံဆွေးနွေးရန်သဘောတူသောလွှတ်တော်ကိုယ်စားလှယ်များမိမိတို့နေရာမှာမတ်တက်ရပြဖို့ဖြစ်ပါတယ်ဆက်ရှိထိုင်ကြပါလူသားလွှတ်တော်ကိုယ်စားများခင်ဗျာယခုမတ်တက်ပြတဲ့လွှတ်တော်ကိုယ်စားဦးဟာ40ဦးမပြည့်တဲ့အတွက်ဒေါက်တာအေးမောင်ရဲ့အဆိုကိုလက်ခံဆွေးနွေးရမရှိကြောင်းကြေညာပါတယ်